Hello အားလုံးပဲမင်္ဂလာပါအခု lecture video မှာတော့ဒါ chapter 1ရဲ့နောက်ထပ်ခေါင်းစဉ်တစ်ခုဖြစ်တဲ့ microscopy ဆိုတဲ့အကြောင်းလေးရှင်းပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ microscopy ဆိုတာကတော့သူက microscope ဖြင့်လေ့လာခြင်းဆိုတဲ့အကြောင်းပေါ့နော်ကဲဟုတ်ပြီအဲ့တော့အခုဒီမှာသူ့ရဲ့စာပိုက်ထဲမှာပေးထားတာလေးရှင်းပြပါမယ်the development of new tools and technology အဲ့တော့ tools ဆိုတာတော့ကရိယာတွေပြောတာပေါ့နော်ကရိယာအသစ်တွေပြီးရင် technology ဆိုတဲ့နည်းပညာအသစ်တွေဖွံ့ဖြိုးလာတာက had aided ကူညီပေးတယ် in the advancement of biology ဇီဝဗေဒရဲ့ advancement တိုးတက်မှုနေရာတွေမှာသူကကူညီပေးလာပါတယ်almost the most widely used to in biology အဲ့တော့ဒီ among the most widely used to in biology ဇီဝဗေဒမှာဒါအသုံးများဆုံးကြည်ကြဲပြည့်အသုံးများဆုံးပစ္စည်းတွေထဲမှာတခုကတော့ဘာလဲဆိုရင် microscope တွေပဲဖြစ်ပါတယ်အနုကြည့်မှန်မြောင်းလို့ခေါ်လို့ရတာပေါ့နော်အဲ့တော့ဒီ biologist တွေက use these ဒီမှာပြောရတဲ့ these ဆိုတာ microscope တွေကိုပြောတာ microscope တွေကိုအသုံးပြုတယ် to study cells တွေလေ့လာဖို့ပြီးရင် cell ပိုင်း cell ရဲ့အစိတ်ပိုင်း cell ရဲ့အစိတ်ပိုင်းဆိုတာကတော့ cell တွင်းထဲမှာရှိတဲ့ nucleus တို့ mitochondria တို့ပြီးရင်နောက်က Golgi apparatus တို့အစရှိသဖြင့်ပေါ့နော် cell ရဲ့ organelles တွေကိုပြောတာအဲ့ဒါတွေလေ့လာဖို့ပြီးရင်နောက်တစ်ခါ also organism that are too small to be seen with naked eye naked eye ဆိုတာပကတိမျက်လုံးကိုပြောတာတာမန်မျက်လုံးပေါ့နော်တာမန်မျက်လုံးနဲ့မြင်ဖို့အတွက်အရန်သိငယ်တဲ့သက်ရှိလေးတွေကိုလေ့လာဖို့အတွက်ဒီလိုအရာတွေလေ့လာဖို့အတွက်ဒါ biologist တွေကဒီ microscope တွေကိုသူကအသုံးပြုလာကြတာပေါ့နော်basically အခြေခံအားဖြင့်ပြောမယ်ဆိုရင်တော့ there are two main types of microscope မျိုးစားအဓိက2မျိုးရှိပါတယ်အဲ့ဒါတော့ဘာတွေလဲဆိုရင် light microscope ရဲ့ electron microscope ရဲ့ဆိုပြီးတော့သူကအဓိကမျိုးစား2မျိုးခွဲထားတာပါlight microscope ဆိုရင်တော့သူကနာမည်အတိုင်းပဲ source of radiation radiation ရဲ့ရင်းမြစ်အနေနဲ့သူဘာကိုသုံးလဲဆိုတော့ light အလင်းရောင်ကိုသုံးတာဘာအတွက်လဲဆိုရင် to form the image of specimen being studied ကိုလေးလာမဲ့ specimen လေးလာမဲ့အရာပေါ့ကိုလေးလာမဲ့အရာရဲ့ပုံရိပ်ဖြစ်ပေါ်ဖို့အတွက် source of radiation အနေနဲ့ light အလင်းရောင်ကိုသုံးတာဒါပေမဲ့ electron microscope ကကြတော့ဒီပုံပေါ်ဖို့အတွက်ဘာသုံးလဲဆိုတော့ electron ကိုသုံးတာဖြစ်ပါတယ်ဒီပေါ်သုံးပြတဲ့ source of radiation မှာမူတည်ပြီးတော့မှနာမည်မျိုးစားတွေသူကကွဲပြားခြားနားသွားတာပေါ့နော် light microscope နဲ့ electron microscope ဆိုပြီးတော့ကွဲပြားခြားနားသွားတာပဲဖြစ်ပါတယ်အဲ့တော့အဲ့မှာ electron microscope ကိုမှနောက်ထပ်အမျိုးအစား2မျိုးထုတ်ခွဲမယ်အဲ့ဒါကတော့ဗာလဲဆိုရင် transmission electron microscope အတူကောင်းအနေနဲ့ဆိုရင် TEM လို့ခေါ်တယ်အဲ့တော့ TEM ရဲ့နောက်တစ်ခုကတော့ scanning electron microscope အတူကောက်ကတော့ SEM TEM နဲ့ SEM ဆိုပြီးလဲနောက်ထပ်သူကအမျိုးအစား2မျိုးထုတ်ခွဲထားလို့ရတယ်ပေါ့နော်ဒါကတော့ electron microscope ကိုထပ်ပြီးတော့ခွဲထားတာပါTEM မှာဆိုရင်ဒီ transmission electron microscope မှာဆိုရင် electron pass through the specimen အဲ့တော့ကိုလေးလာမဲ့အရာကိုသူက electron သူက pass through ဆိုတော့ဖြတ်သွားတယ်ပေါ့ပြီးရင် allow us to see the thin section of the specimen ဒီကိုလေးလာမဲ့အရာရဲ့ thin section ပန်းလွာတဲ့အဖြတ်ပိုင်းလေးအနေနဲ့မြင်ရအောင်လုပ်ပေးနိုင်တယ် and thus inside the cell အတွင်းနဲ့ထိဟိုးအတွင်းနဲ့ထိမြင်ရအောင်သူကလုပ်ပေးနိုင်တယ်အဲ့ဒါဘာနဲ့ကြည့်ရင်မြင်ရမှာလဲဆိုတော့ TEM နဲ့ကြည့်လို့ရှိရင်ဒီ transmission electron microscope နဲ့ကြည့်ရတဲ့အခါမှာelectron က specimen ကိုဖြတ်သွားပြီးတော့ပါးလွာတဲ့အစိပ်ပိုင်းလေးတွေကမြင်ရစေနိုင်တာပေါ့နော်ဟိုးဆက်အတွင်းနဲ့ထိသူကမြင်ရစေနိုင်တာဒါပေမဲ့ SEM မှာကြတော့ electron beam electron ဒီ electron dance ပေါ့ electron dance က pass back and forth over the surface of the specimen ကိုလေးလာမဲ့အရာရဲ့မျက်နှာပြင်ပေါ်မှာ back and forth ဆိုတော့ရိုက်ပြီးပြန်ထွက်လာတာအဲ့ဆိုတာကိုလေးလာမဲ့အရာလေးကဒီအရာလေးဆိုကြပါစို့အခုဒီမှာဆွဲထားတဲ့အတုံးလေးကိုလေးလာမဲ့အရာလေးelectron beam ကဒီမှာကြားရောက်ပြီးတော့သူက electron beam ကပြန်ထွက်လာတာအဲ့လိုမျိုးသူက back and forth ဆိုတာရိုက်ပြီးတော့မှပြန်ထွက်လာတယ်လို့သူကဆိုလိုတာပေါ့နော်ပြီးရင် only the refracted beam is observed အဲ့လိုမျိုးပြန်ထွက်လာတဲ့အလင်းဓာတ်ကိုပဲမြင်ရမယ် electron ကိုပဲမြင်ရမယ်ပြီးရင် 3 dimensional appearance of obtain 3D ပုံစံထွက်မယ်ပေါ့နော်3ဘက်မြင်ပုံစံတနည်းအားဖြင့်ပြောမယ်ဆိုရင်ရုပ်ကြွပုံစံနဲ့သူကထွက်လာတာပေါ့လေဒီအရှိမပြောခဲ့တဲ့ light microscope တို့ပြီးရင်နောက်ဒီက TEM transmission electron microscope တို့ဆိုရင်တော့သူက3ဘက်မြင်ပုံစံထွက်မှာမဟုတ်ဘူးရုပ်ကြွပုံစံထွက်မှာမဟုတ်ဘူးဒီက scanning electron microscope နဲ့ကြည့်ရခါကျရင်တော့သူက3ဘက်မြင်ပုံစံထွက်မှာဖြစ်ပါတယ်အဲ့တော့အခုဒီဟာလေးကဒီ3ခုရှင်းပြထားတာပေါ့နော်ဒါကတော့တာမန်မျက်စိနဲ့မြင်ရတဲ့အရာတွေပေါ့အခုဒီမှာဆိုလို့ရှိရင်ဒီ human egg ဆိုရင်တော့တိတိလေးရှိရပါပေါ့နော်အဲ့ဒါလေးကနေပြီးတော့မှဖားဥတို့ပြီးရင်ကြက်ဥတို့ပြီးရင်နောက်တစ်ခါ ostrich egg တို့ပြီးရင်နောက်adult female ဒါမျိုးတွေဆိုတော့တာမန်မျက်စိနဲ့မြင်ရတယ်
ဒါပေမဲ့အဲ့ကနေကြော်သွားပြီးတော့ဒီမှာဆိုလို့ရှိရင်တော့တေချာမြင်ရခြင်းဖားဦးတို့လူရဲ့ဒီတားဦးတို့ဆိုလို့ရှိရင်လည်းဒါတေချာမြင်ရခြင်းနေဆိုရင်တော့ light microscope နဲ့ကြည့်လို့ရတာပေါ့နော်ပြီးရင်အပင်ဆဲတို့တရဝါဆဲတို့ mitochondria bacteria အစရှိသဖြင့်ဒါတွေကကြတော့တာမမျက်လုံးနဲ့မမြင်ရတော့ဘူး light microscope နဲ့မှကြည့်မှမြင်ရမယ်အဲ့မှာမှထပ်ပြီးတော့တေချာမြင်ရခြင်းရင်တော့ဘာနဲ့ကြည့်ရလဲဆိုတော့ electron microscope နဲ့ကြည့်လို့ရတယ်ဘယ်ထိသွားကြည့်လို့ရဆိုဟိုးအတန်ထိစကြည့်လို့ရတာပေါ့နော်ဒီလိုမျိုး fluorovirus တို့ protein lipid ဒီလိုမျိုးအတန်ဒီလိုမျိုးຢာလေးရစီသူက electron microscope နဲ့ကြည့်လို့ရတာပဲဖြစ်ပါတယ်ပြီးရင်အခုဒီမှာပြထားတာတော့ဒါ TEM နဲ့ SEM တွေကိုနှိုင်းယှဉ်ပြထားတာပေါ့လေ TEM ဆိုလို့ရှိရင်တော့သူကဒီ electron source ကနေပြီးတော့ electron beam ကသူကရောက်မှာပေါ့နော် electron beam ကဒီမှာတောက်လျှောက်ဖြတ်လာမယ်ပြီးရင်ဒီက sample ဆိုတာဒီကိုလေးလာမဲ့အရာပြီးတော့အဲ့ကိုလေးလာမဲ့အရာလေးကိုသူဖြတ်သွားတာဖြတ်သွားပြီးတော့မှဒီမှာပုံရိပ်ပေါ်မှာအဲ့ပုံရိပ်ကိုသူကမြင်ရတာပေါ့နော်ဒါ TEM နေမြင်ရတဲ့ပုံစံ SEM မှာကျတော့အဲ့လိုမဟုတ်တော့ဘူး electron source ကနေတော့ထွက်လာတာပဲပြီးရင်ဒီက sample specimen ပေါ့ကိုလေးလာမဲ့အရာပေါ်မှာသူက electron beam ကကြာရောက်တယ်ကြာရောက်ပြီးတော့မှပြန်ထွက်လာတာအခုဒီမှာပြရတဲ့အတိုင်းပဲ back and forth ပေါ့နော်ဒီ sample ကို specimen ကိုသူကဖြတ်ပြီးတော့မှပြန်ထွက်လာတယ်ပြီးရင်အဲ့မှာဒီကscanning electron detector နဲ့ဖမ်းပြီးတော့ကြည့်လိုက်တာပေါ့နော်ဒီထွက်လာတဲ့ electron beam ကိုပဲသူကကြည့်လို့ရတာပေါ့ဒီလိုမျိုးနဲ့သူကကွဲပြားခြားနားပါတယ်ဒါ TEM နဲ့ SEM ခွဲပြထားတာပါဒါတော့3ခုလုံးခွဲပြထားတာပေါ့နော်ဒါကတော့ light microscope ဒါရိုးရိုးအလင်းကိုပဲသုံးတဲ့ microscope ပေါ့လေသူမှဆိုရင်တော့အလင်းတန်းကနေပဲဒါ specimen ဖြစ်တယ်ပြီးရင်ပုံရိပ်ပေါ်တယ်ပေါ့နော်အခုဒီမှာပြရတဲ့အတိုင်းပဲပုံရိပ်ကဓာတ်ရိုက်ပေါ်တယ်TEM ဆိုလို့ရှိရင်တော့သူကဒီခုဒီမှာပြထားတဲ့အတိုင်းဒီက sample specimen ကိုသူဖြတ်လာတယ်ပေါ့ဖြတ်လာပြီးတော့ဟိုးတွင်းနဲ့ထိမြင်ရတယ်ဒါကြောင့်မလို့သူက fluorescent screen ပုံမှန်ကားချက်မှာသူကမြင်ရမယ်မြင်ရတဲ့ပုံစံဒီလိုပုံစံမြင်ရတာပေါ့နော်ဟိုးအတွင်းနဲ့ထိသူကမြင်ရတယ်ပါလွာတဲ့ဟိုးအတွင်းနဲ့ထိသူကမြင်ရနိုင်တယ် scanning electron microscope ဆိုလို့ရှိရင်တော့သူကဘာလုပ်လဲဆိုတော့ဒီက specimen ပေါ်ကြာတယ်ကြာပြီးတော့ electron တွေသူပြန်ထွက်တယ်အဲ့ပြန်ထွက်တာကို detector ကနေဖမ်းပြီးတော့မှဒီမှာ monitor ပေါ်မှာပေါ်တဲ့အခါမှာသူကသုံးဘက်မြင်ပုံစံပေါ့နော်ရုပ်ကြွပုံစံသူကပေါ်တာဖြစ်ပါတယ် 3D ပုံစံသူကပေါ်တာပေါ့နော်ဒီလိုမျိုးတွေနဲ့သူကခွဲခြားထားလို့ရပါတယ်ဒါလေးကတော့ဒါgrade 10မှာတွေကတင်ငယ်ဘူးပြီးသားပဲပေါ့နော်သူရဲ့ practical မှာတင်ငယ်ဘူးပြီးသားပါပဲဒါဒီ microscope မှာပါတဲ့အစိတ်ပိုင်းလေးတွေကိုရှင်းပြထားတာအဲ့တော့ဒီဟာလေးနည်းနည်းလေးထပ်ပြောလိုက်အောင်မယ်နော်အခုဒီမှာဆိုရင်ဒါ body ကျုလို့ခေါ်တယ်သူကိုယ်တယ်ပေါ့နော်ဒါကတော့ ocular lens eyepiece လို့လည်းခေါ်တယ်ပြီးရင်နောက်ဒါကတော့ M လက်ကင်ပြီးဒါ stage ရှိမယ်ပြီးရင်ဒါကတော့ cause adjustment knob လို့ခေါ်တာပေါ့နော်အကျန်းချိန်ဘူးnow fine adjusted knob ဆိုတာရှိတယ်ဒါကတော့ base ပြီးရင်နောက်အခုဒီမှာဆိုရင်ဒါ revolving nose piece လို့ခေါ်တယ်ဒီနေရာလေးမှန်ဘူးဆွဲပေါ့နော်ပြီးရင်ဒါကတော့ objective lens ပြီးရင်ဒါကတော့ stage clip ကိုခေါ်တာဒီမှာ clip နဲ့ဖန်ပြားလေးကိုညှက်ထားမယ်ပြီးရင်ဒါကတော့ diaphragm လို့ခေါ်တယ်ပြီးရင်ဒါကတော့ light source ပေါ့နော်ဒီလိုမျိုးရင်းနဲ့သူကရှိပါတယ်သူ့ရဲ့အစိတ်ပိုင်းလေးတွေပေါ့လေဒါကတော့စာအုပ်ထဲမှာပေးထားတဲ့ figure 1.5 မှာပေးထားတဲ့light microscope ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့အကြောင်းလေးသူရှင်းပြထားတာပါကိုဒီမှာဆိုရင် eyepiece ရှိမယ်ပေါ့နော်ဒီမှာ eyepiece lens မျက်လုံးကက်ကြည့်ရမယ် lens တွေရှိမယ်ဒါအလင်းတန်းရှိမယ်ပြီးရင်ဒီမှာတော့ object တွေပြီးရင်ဒါကတော့ cover slip तू ကဒီ glass light ဖန်ပြားပေါ်ကိုကြည့်မဲ့ specimen ကိုတင်ပြီးလို့ရှိရင်အပေါ်ကနေ cover slip လေးနဲ့ဖုံးလိုက်အဲ့လိုမျိုးနဲ့ तू ကြည့်တာပေါ့နော်နောက်ဒါကတော့ objective lens ဒါကတော့ condenser lens လို့ခေါ်တယ်ဒါကတော့ condenser ပေါ့လေပြီးရင်ဒါကတော့ iris diaphragm ပြီးရင်ဒါကတော့အလင်းတန်းလာမှာပေါ့နော်ပြီးရင်ဒါကတော့ iris condenser iris diaphragm လို့ခေါ်ပါတယ်ဒါလေးကတော့သူ့မှာ light microscope ဘယ်လိုလုပ်လဲဆိုတဲ့အကြောင်းလေးနောက်မှ तू အသေးစိတ်ရှင်းပြပေးထားပါတယ်အဲ့တော့အခုဒီကကြည့်မယ်ဆိုရင် light microscope ဘယ်လိုလုပ်လဲပေါ့usually substage illumination is the light source အဲ့တော့များသောအားဖြင့်ဆိုရင် substage illumination ဆိုတာ substage ဆိုတာခုံအောက်ကကိုပြောတာခုံအောက်ကလာတဲ့အလင်းတန်းရမယ်တကယ်အလင်းရင်းမြစ်ပဲပေါ့အခုဒီမှာပြတဲ့အတိုင်းပဲအလင်းရင်းမြစ်က light source ကဒီအောက်ကနေပဲလာမှာအောက်ကလာတဲ့ခုံအောက်ကဒီ stage ရဲ့အောက်ကလာတဲ့အလင်းတန်းဒီဒါကတကယ်အလင်းရင်းမြစ်ပဲဖြစ်ပါတယ်ပြီးရင် light mass can only from substage position ပြီးရင်အလင်းတန်းကလည်းဘယ်ကပဲလာမလဲဆိုအဲ့ခုံအောက်ကနေရာပဲလာမှဖြစ်မယ်ဒီ stage အောက်ကလာမှပဲဖြစ်မယ်တခြားနေရာအလင်းနဲ့လာတယ်ဆိုလို့ရှိရင်ဒါကြည့်လို့အဆင်ပြေမှာမဟုတ်တော့ဘူးအဲဒါကြောင့်မလို့ဒီကအောက်ကပဲသူကလာတာပေါ့နော်အလင်းနဲ့ဆိုရင်ဒီ stage ရဲ့အောက်ကပဲလာတာဖြစ်ပါတယ်
by adjusting the iris diaphragm ဆိုတာအခုဒီမှာပြထားတဲ့နေရာလေးဒီ iris diaphragm ကိုချိန်ညှိခြင်းအပြင် adjusting ဆိုတာချိန်ညှိခြင်းအပြင် the amount of light reaching the specimen ဒီ specimen ပေါ်မှာကြာရောက်မဲ့အလင်းရဲ့ amount ပမာဏကို is control ထိန်းချုပ်လို့ရတယ်ဆိုတာဒီ iris diaphragm ဒါကိုထိန်းချုပ်ပြီးတော့မှအလင်းတန်းပမာဏအလင်းကြာရောက်မဲ့အလင်းပမာဏကိုသူကနည်းခြင်းလားများခြင်းလားအဲ့ဒါမျိုးသူချိန်ညှိလို့ရတာပေါ့နော်အခုဒီမှာပြတဲ့ iris diaphragm နဲ့ချိန်ညှိလို့ရပါတယ်ပြီးရင် condenser ခုဒီမှာပြထားတဲ့ condenser ကတော့ဒီ condenser lens ပေါ့ condenser ကတော့ focus the light onto the specimen on the slide ဒီ slide ပြားပေါ်မှာရှိနေတဲ့ဒါ specimen ပေါ်မှာအလင်းကို focus ဆိုတာစုစုံပေးမယ်ပေါ့အခုဒီမှာပြထားတဲ့ condenser lens ရှိတယ်မှန်ဘလူးပေါ့ဒီမှန်ဘလူးကနေပြီးတော့သူကအလင်းတန်းနေဒီအောက်ကလာတဲ့အလင်းတန်းကိုကိုကြည့်မဲ့ stage ပေါ်မှာရှိတဲ့ကိုကြည့်မဲ့ specimen ပေါ်မှာကြာရအောင်သူကစုစုံပေးထားတာပဲဖြစ်ပါတယ်ပြီးရင်နောက်တစ်ခါ light passing through the specimen အခုဒီမှာ specimen ကိုဖြတ်လာတဲ့အလင်းတန်းပေါ့အဲ့အလင်းတန်းကိုတော့ is collected by the objective lens ဒီအပေါ်မှာရှိတဲ့ objective lens ကနေပြီးတော့သူက collected ဆိုတော့ရယူလိုက်မယ်စူးစီးလိုက်မယ်ပြီး and magnifying image produce objective lens ကသူကဒီ power ရှိရပေါ့လေသူ့မှာဆိုလို့ရှိရင်ဘယ်နှစချဲ့ပေးမယ်ဆိုရဲအဲ့ဒါမျိုးတွေသူကရှိတယ်အဲ့လိုရှိတဲ့အတွက်ချဲ့ပြီးသားပုံရိပ် magnifying image ကိုထုတ်ပေးလို့ရပါပြီအခုဒီမှာ objective lens ကနေဖြတ်လာတယ်ဆိုရင်ပို့ပြီးတော့မှချဲ့ထားတဲ့ဘယ်နှစပေါ့လေ10စလားအစတရလားအဲ့လိုမျိုးချဲ့ထားတဲ့ပုံရိပ်ကိုသူကဒီမှာထွက်လာမှာပေါ့ပြီးရင် this lens ဆိုတာအခုပြောနေတဲ့ objective lens ကိုပြောတာ objective lens ဒီ is responsible တာဝန်ရှိတယ် for both the magnification and resolution magnification ဆိုရဲချဲ့အားအတွက်လည်းတာဝန်ရှိသလို resolution ကြည်လင်ပြတ်သားမှုအတွက်လည်းသူကတာဝန်ရှိတာဖြစ်ပါတယ်ဆိုတာဒီက objective lens ကပုံရိပ်ကိုချဲ့တာလည်းလုပ်ပေးနိုင်တယ် resolution ကြည်လင်ပြတ်သားအောင်လည်းသူကလုပ်ပေးနိုင်တယ်နှစ်ခုလုံးလုပ်ပေးနိုင်တယ်ပေါ့နော်ပြီးတော့ eyepiece lens က magnify ချဲ့တော့ချဲ့တယ်အခုဒီမှာပြထားတဲ့ eyepiece lens ကချဲ့တော့ချဲ့ပြီးတယ်ဒါပေမဲ့ but do not resort the image found by the objective lens ကနေဖြစ်ပေါ်လာတဲ့ပုံရိပ်ကိုတော့ does not resort ဒီသူကကြည်လင်ပြတ်သားအောင်တော့လုပ်မပေးနိုင်ဘူးချဲ့ပေးတာတော့ချဲ့ပေးတယ်ဒါပေမဲ့ကြည်လင်ပြတ်သားအောင်တော့မလုပ်ပေးနိုင်ဘူးကြည်လင်ပြတ်သားအောင်ဘယ် lens ကပဲလုပ်ပေးလဲဆိုရင်အခုဒီမှာပြတဲ့ objective lens ကပဲလုပ်ပေးနိုင်တာပေါ့နော်ပြီးရင်တော့ eyepiece lens က focus the image onto the eye မျက်လုံးထဲမှာလင်းနဲ့ကိုသူကစုစုံပေးလိုက်မှာပေါ့နော်ဒါဆိုရင်ဒီကနေကြည့်လိုက်လို့ရှိရင်ပုံရိပ်ကိုမြင်ရမယ်ပေါ့နော်ဒီလိုမျိုးနဲ့ light microscope အလုပ်လုပ်တာပဲဖြစ်ပါတယ်အခုဒီရှင်းပြသွားတဲ့ဒီစာကြောင်းလေးတွေကိုအခုဒီဘေးကပုံလေးနဲ့တွဲပြီးတော့ကြည့်ရတဲ့အခါမှာပို့ပြီးတော့နားလဲပါလိမ့်မယ်ကိုပြန်ဖတ်တဲ့အခါမှာလည်းဒီလိုမျိုးပုံလေးနဲ့တွဲကြည့်ပြီးတော့မှပြန်ဖတ်ပေါ့လေနော်ပြီးရင်နောက်ဒီ light microscope အကြောင်းအသေးစိတ်ပို့ပြီးနားလဲခြင်းတော့အခုဒီမှာပေးထားတဲ့ YouTube link လေးကနေကြည့်လို့လည်းရပါတယ်နော်အဲ့တော့နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကတော့ဒါ electron microscope ကြောင်းပြောမှာပေါ့နော်အဲ့တော့ electron microscope ဒါကတော့SEM အကြောင်းပြထားတာ SEM ဘယ်လိုလုပ်လဲပေါ့နော်ဒီမှာ electron gun ကနေ electron beam ကိုပြစ်လွှတ်လိုက်တယ်ပြီးရင်နောက်ဒီကနေပြီးတော့မှသူက stage ပေါ်မှာရှိတဲ့ specimen ပေါ်ကြာမယ်ကြာပြီးတဲ့အခါမှာပြန်ထွက်လာမယ်အဲ့ပြန်ထွက်တာကိုပဲဒီကTV scanner နဲ့ချိတ်ဆက်ပြီးတော့ကြည့်လိုက်မှာပေါ့နော်ကြည့်လိုက်လို့ရှိရင်သူကနေ monitor ပေါ်မှာပေါ်မယ်ပေါ်တဲ့အခါမှာပုံရိပ်ကရုပ်ကြွပုံစံဖြစ်နေမှာပေါ့နော်အဲ့လိုမျိုးသူကပေါ်ပါတယ်ဒီလိုမျိုးတွေနဲ့ဒါလက်ရှိအသုံးပြုနေကြတာပေါ့နော်ဒါဒီ electron microscope ပဲဖြစ်ပါတယ်အခုဒီမှာပြတာဒါပြီးရင်အခုဒီမှာပြထားတဲ့အတိုင်း TV scanner မှာသူပေါ်မှာပေါ့လေကဲဟုတ်ပြီအဲ့တော့ဒါဆိုရင်လည်းအခု electron microscope ဘယ်လိုလုပ်လဲဆိုတာလည်းတစ်ချက်လောက်ဆက်ပြီးတော့ကြည့်ပါမယ်ဒီမှာ transmission electron microscope ပြထားတယ် DM ဒီမှာတော့ SEM ပြထားတယ်ပေါ့နော်အဲ့တော့သူကကြတော့ဘာရှိလဲဆိုတော့ electron gun နဲ့ anode ရှိတယ်ဒီမှာ electron gun ကနေ electron တွေပြစ်လွှတ်လိုက်ပါပေါ့နော် anode ကနေ electron တွေပြစ်လွှတ်လိုက်မယ်ပြီးရင်အခုဒီမှာပြတဲ့အတိုင်း electron beam ကရောက်လာမယ်ပေါ့လေဒီဟာကြီးတစ်ခုလုံးသူက vacuum ကိုလေးဟာနဲ့ထဲမှာသူကထည့်ပေးထားမှာပေါ့အခုဒီကမြားလေးနဲ့ပြထားတဲ့လမ်းကြောင်းက electron သွားတဲ့လမ်းကြောင်းကိုသူကပြထားတာပြီးရင်နောက်ဒီမှာဘာရှိလဲဆိုတော့ condenser electromagnetic lens ရှိတယ်ပြီးရင်နောက်ဒီမှာ specimen ရှိတယ်ဒီကိုလေးလာမဲ့အရာလေးဒီထဲမှာရှိတာပေါ့နော်ပြီးရင်ဒီအောက်ကထပ်ဖြတ်မှာဒီ objective electromagnetic lens ရှိတယ်ဒီအောက်ကကျတော့ projector electromagnetic lens ပြီးရင်တော့ဒီက screen or photographic plate ပေါ်ကြာမယ်ပေါ့နော်ဒါဒီ electron microscope ဘယ်လိုလုပ်လို့လဲဆိုတာသူ့ရဲ့အစိပ်ပိုင်းလေးတွေအရင်ဆုံးရှင်းပြထားတာပါအခုဒီမှာပြထားတဲ့အတိုင်းပဲပေါ့နော်သူကဒီလိုမျိုးလုပ်လို့မှာဖြစ်ပါတယ်ကဲဒါဆိုရင်အခုဒီကသူပေးထားတာလေးချက်လောက်ကြည့်ပါမယ်
electron beam ရဲ့ပြီးရင် specimen ကိုလေးလာမယ့်အရာရဲ့ပြီးရင် fluorescent screen ဆိုတာဒီအောက်ကပြထားတဲ့ photographic film ကိုပြောတာပဲပေါ့နော်အဲ့ဟာရဲ့အားလုံးက photographic plate ပေါ့အဲ့ဒါရဲ့အားလုံးက must be in the vacuum လေဟာနေထဲမှာပဲရှိရမယ်အခုဒီမှာပြထားတဲ့အတိုင်းဒါကြီးတစ်ခုလုံးဒီသူက vacuum လေဟာနေထဲမှာရှိနေရမှာပေါ့နော်ပြီးရင် electron gun နဲ့ anode ကနေ image ဆိုတာပြစ်လွှတ်လိုက်မယ် high velocity electron beam velocity မြင့်နဲ့ electron beam တခု electron စီးကြအောင်ပေါ့လေ electron တန်းတခုကိုသူကပြစ်လွှတ်လိုက်မှာပေါ့နော်electron ဒီ velocity များရဲ့ပြင်အားများတဲ့ဒါ electron beam တခုပြစ်လွှတ်လိုက်မယ်အဲ့တော့ condenser electromagnetic lens ကဘာလုပ်ပေးမလဲဆိုတော့ focus the electron beam onto the specimen သူကဒီ specimen ပေါ်ကြရအောင်သူကဒီမှာရှိရဲ့ electron beam ကိုသူစုစုံပေးလိုက်မှာဒါကြောင့်မလို့ဒီမှာကျဲပြီးတော့များပြီးတော့ကြာလာတာသူကနေစုစုံပေးတဲ့အခါမှာဒီမှာနည်းနည်းလေးစုသွားတယ်ပေါ့နော် specimen ကိုစုစုံပြီးတော့သူကြာသွားမယ်ပေါ့အဲ့ဒါကြောင့်သူကစုစုံပြီးတယ်လို့ပြောထားတာ now objective electromagnetic lens ကသူက focus သူလည်းစုစုံပေးမယ်စုစုံပြီးတော့ magnifying the first image ပထမပုံရိပ်ကိုသူချဲ့ပြီးတော့ထုတ်ပေးလိုက်မှာပေါ့နော်အခုဒီမှာပြထားတဲ့အတိုင်းသူလည်းစုစုံပေးမှာပြီးရင်တော့သူကပုံရိပ်ကိုချဲ့ပြီးတော့ထုတ်ပေးလိုက်မှာဖြစ်ပါတယ်ပြီးရင် projector electromagnetic lens ကတော့ focus the magnifying image onto the screen အဲ့တော့ဒီချဲ့ထားတဲ့ပုံရိပ်ခုနကတော့ objective electromagnetic lens ကနေပြီးတော့မှချဲ့ပေးထားတဲ့ပုံရိပ်ကိုသူကscreen ပေါ်မှာကြာရအောင်သူကစုစုံပေးလိုက်မှာပဲဖြစ်ပါတယ် focus လုပ်ပေးလိုက်မှာပဲဖြစ်ပါတယ်ပြီးရင် the image of the specimen in black and white အဲ့တော့ specimen ရဲ့ပုံရိပ်ဒီသူက black and white အဖြူအမဲပေါ့အဖြူအမဲကို is recorded on the screen or photographic plate အဲ့တော့screen ပေါ်မှာသူက recorded မှတ်တမ်းယူထားမယ်ပေါ့နော်ဒါမှမဟုတ်လဲ photographic plate ပေါ်မှာအခုဒီမှာပြရတဲ့အတိုင်း photographic plate ပေါ်မှာမှတ်တမ်းယူထားမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ electron microscope ဘယ်လိုလုပ်လဲဆိုတဲ့အကြောင်းလေးရှင်းပြပေးထားတာပါအဲ့ဒီအကြောင်းကိုပို့ပြီးတော့သိကျင်တော့အခုဒီမှာပြထားတဲ့ YouTube link လေးတွေဝင်ကြည့်လဲရပါတယ်နော်ပြီးရင်တော့ဒါ light microscope နဲ့ electron microscope ရဲ့ဒါ comparison နှိုင်းယှဉ်ချက်လေးအကြောင်းတစ်ချက်လောက်ကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒါကတော့ light microscope ဒီမှာတော့ electron microscope အဲ့တော့ light microscope ဆိုရင်သူကနာမည်အတိုင်းပဲ source of radiation အနေနဲ့ light ကိုသုံးတာအလင်းနှန်းကိုသုံးတာ electron microscope ကလည်းသူ့နာမည်အတိုင်းပဲ source of radiation အနေနဲ့ electron ကိုသုံးတာပေါ့နော်နောက်တစ်ခါ light microscope ဆိုရင်သူကပုံရိပ်ကို projected ဆိုတာပုံဖော်လို့ရတယ်ကြည့်လို့ရတယ်ပေါ့လေမျက်လုံးထဲမှာပုံဖော်ပြီးကြည့်လို့ရတယ်ဒါမှမဟုတ်လဲ photographic film ပေါ်မှာ film ပြားပေါ်မှာကြည့်လို့ရတယ်ဒါပေမဲ့ electron microscope ဆိုလို့ရှင်တော့ဒါသူ screen ပေါ်မှာဒါမှမဟုတ်လဲ photographic film ပေါ်မှာပဲပုံရိပ်ကိုဖော်ပြီးတော့ကြည့်လို့ရတာဖြစ်ပါတယ်ပြီးရင် light microscope နဲ့သုံးမယ်ဆိုရင်တော့ preparation of specimen အဲ့တော့ဒီကိုလေးလာမယ့်အရာကို preparation ပြင်ဆင်ခြင်းက simple ရိုးရှင်းနဲ့ not complicated ရှုပ်ထွေးတာမျိုးမရှိဘူးဆိုလိုတာတခုခုကိုကြည့်မယ်ပေါ့လေအဲ့တော့ဆိုကြပါစို့ဒီသွေးထဲမှာဘာတွေရှိနေလဲဆိုတာကြည့်ကျင်တယ်ပေါ့အဲ့သွေးတစ်စက်ဖောက်လိုက်မယ်ဖောက်ပြီးတော့အဲ့ဒီ slide ပေါ်မှာသွေးတစ်စက်ကိုတင်လိုက်တယ်တင်လိုက်ပြီးတော့စိုးစေးထည့်ပြီးတော့ကြည့်လိုက်ရင်ဒါရပြီကြည့်လို့ရပြီအလွယ်ကူရိုးရှင်းတယ်ပေါ့ဒါမှမဟုတ်ရင်လေဟိုကြက်သွန်လေးကိုပပလှိလိုက်မယ်ပပလှိပြီးတော့အဲ့ဒီကြက်သွန်အဖက်ကလေးကိုတင်လိုက်ပြီးတော့ကြည့်လိုက်ရင်လည်းရတယ်လွယ်ကူရိုးရှင်းတယ်တိတ်ပြီးခက်ခဲမရှိဘူးချုပ်ထွေးတာမျိုးလည်းမရှိဘူးဒါပေမဲ့ electron microscope သုံးမယ်ဆိုရင်တော့ specimen ကိုပြင်ဆင်ရတာဒီလန့်တီအချိန်ကြာညောင်းနေပြီးရင် complicated ရှုပ်ထွေးတယ်ပေါ့နော်ပြီး light microscope နဲ့ကြည့်တဲ့အခါမှာ magnifying up to 2000x အဲ့တော့အစသူက2000လောက်ထိချဲ့ပြီးတော့ကြည့်လို့ရတယ် electron microscope နဲ့ဆိုရင်အစ9သိန်းထိသူကချဲ့ပြီးကြည့်လို့ရပါတယ်နောက်တစ်ခါ light microscope နဲ့ကြည့်လို့ရှိရင် either dead or alive specimen can be examined အဲ့တော့ဒီတည်နေတဲ့ဟာတွေကိုရှင်နေတဲ့ဟာတွေရောအကုန်လုံးကိုသူကကြည့်လို့ရတယ်တည်တာပဲဖြစ်ရှင်တာပဲဖြစ်ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ electron microscope ဆိုလို့ရှိရင်တော့ only dehydrated ဆိုတာရေခြောက်နေတာလုံးဝခြောက်သွေ့နေတာပေါ့နော်ခြောက်သွေ့ပြီးတော့မှ dead specimen တည်နေတဲ့ပစ္စည်းကိုပဲ can be examined ကြည့်စစ်ဆေးလို့ရတယ်ကြည့်လို့ရတာပေါ့နော်အဲအကြောင်းမလို့သူကပြောတာလေအရှိမပြောထားတာspecimen ကိုပြင်ဆင်ရတာအချိန်ကြာညောင်းနေရှုပ်ထွေးတယ်လို့ပြောတာဘာကြောင့်လဲဆိုတော့သူကရေခြောက်အောင်လုပ်အောင်မယ်ပြင်တည်တဲ့ဟာလည်းဖြစ်ရအောင်မယ်အဲ့လိုမျိုးလေးလာမှဖြစ်တဲ့အတွက်ရေခြောက်အောင်လုပ်ဖို့အတွက်ဒါအချိန်ကြာတယ်ပေါ့လေနော်အဲ့လိုမျိုးရှိပါတယ်ပြင် light microscope ဆိုရင်တော့ inexpensive to purchase and open ဝယ်ဖို့အတွက်ဖွင့်ပြီးသုံးဖို့အတွက်သူကဈေးမကြီးဘူး light microscope ဆိုရင်အလွယ်တကူသုံးနိုင်တယ်ပေါ့နော်အဲကြောင့်ကျောင်းတွေမှာရှိတဲ့ lab တွေမှာ light microscope အလွယ်တကူယူဝယ်ပြီးတော့သုံးလို့ရတယ်ပေါ့လေဒါပေမဲ့ electron microscope ကတော့ expensive to purchase and operate ဝယ်ဖို့လည်းဈေးကြီးတယ်ပြင်သုံးဖို့အတွက်လည်းသူကဈေးကြီးရပဲဖြစ်ပါတယ်အဲကြောင့်မလို့ဒါ
တုံတောင်မရှိကြဘူးပေါ့နော် electron microscope ဆိုရင်တော့ဒီလိုမျိုးနဲ့ဒါ electron microscope နဲ့ light microscope ကိုနှိုင်းယှဉ်ပြထားတာပဲဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ထပ်ခေါင်းစဉ်လေးနည်းနည်းလေးဆက်သွားလိုက်ပါမယ် microscope မှာပါတဲ့ခေါင်းစဉ်ခွဲလေးပေါ့နော် magnification နဲ့ resolution ဆိုတဲ့အကြောင်းလေးဆက်ပြီးတော့ပြောကြမယ် magnification ကတော့ချဲ့အားကိုပြောတာ resolution ကတော့ကြည်လင်ပြတ်သားမှုကိုပြောတာပါအဲ့တော့ student studying biology ဒီ Z1 PR လေးလာတဲ့အကြောင်းသားတွေက have already learned how to use microscope in grade 10အဲ့တော့ grade 10ရဲ့ practical မှာတွေက microscope ဘယ်လိုသုံးရမလဲဆိုတာသင်ပြီးသားအခုဒီမှာတော့ဘာအကြောင်းထပ်သင်မလဲဆိုတော့magnification နဲ့ resolution အကြောင်းလဲဒါနားလည်ထားသင်တယ်ဒါကြောင့်မလို့အဲ့အကြောင်းလေးလဲဆက်ပြီးတော့သင်ပါမယ်အဲ့တော့ magnification ချဲ့အားပေါ့နော်အဲ့တော့ to magnify ချဲ့တယ်ဆိုတာက means to make things bigger အရာဝတ္ထုတွေကိုသူကကြီးအောင်လုပ်လိုက်တာပဲအရာဝတ္ထုကိုကြီးအောင်လုပ်တာကိုချဲ့တယ်လို့ပြောတာပဲတခုခုကိုချဲ့တယ်အဲ့ဒါဒီကြီးအောင်လုပ်လိုက်တာပဲလေဒါကြောင့် magnification is the ability to increase the size of the image of the object being studied ကိုလေးလာမဲ့အရာဝတ္ထုရဲ့ပုံရိပ်အရွယ်အစားကိုသူကတိုးမြင့်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်ဒါမှသာ so that microscopic organism become visible အနုဇီဝသက်ရှိလေးတွေဒီ become visible မြင်လာနိုင်မှာအဲ့ဒါကြောင့်မလို့ချဲ့ပြီးတော့ကြည့်ရတာလေဥမာအနေနဲ့ဘက်တီးရီးယားတွေကြည့်မယ် virus တွေကြည့်မယ်ဒါတွေက microscopic organism တွေအဲ့ဒါကြည့်မယ်ဆိုရင်တာမန်မျက်စိနဲ့မမြင်နိုင်ဘူးအရန်သေးတဲ့အတွက်မြင်သာအောင်မလုပ်ပြီးကြည့်ရတယ်ဆိုချဲ့ပြီးတော့ကြည့်ရတယ်အဲ့တော့ကိုလေးလာမဲ့အရာရဲ့ပုံရိပ်ကိုချဲ့အရွယ်အစားကိုတိုးနိုင်တဲ့စွမ်းရည်ကို magnification လို့ခေါ်တာပါနောက်တစ်ခါ magnification ကိုဘယ်လိုမျိုးအဓိပ္ပာယ်သတ်မှတ်လို့ရလဲဆိုတော့ as the number of times larger an image is compared with the real size of the object အဲ့တော့the number of time အစပေါ့လေအစဘယ်လောက်ရှိလဲlarger an image is ဒီအရာဝတ္ထုတစ်ခုရဲ့အရွယ်အစားကဘယ်လောက်ပိုကြီးလဲဘယ်နှဆပိုကြီးလဲဆိုတာကိုဒါသူက compare နှိုင်းယှဉ်ဖို့အတွက်ဘယ်သူနဲ့နှိုင်းယှဉ်မလဲဆိုတော့ real size of the object အရာဝတ္ထုရဲ့ real size ပကတိအမှန်တကယ်ရှိရဲ့အရွယ်အစားနဲ့ပုံရိပ်ရဲ့အရွယ်အစားနဲ့ဘယ်လောက်ကြီးလဲဆိုတာနှိုင်းယှဉ်ဖို့အတွက်နှိုင်းယှဉ်နေဆိုပြီးတော့လဲဒါ magnification ကိုအဓိပ္ပာယ်သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ formula လေးတွေဒီမှာထုတ်ထားပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ magnification ဆိုရင်ချဲ့အားဆိုရင်observe size of the object အရာဝတ္ထုရဲ့ observe size ကိုမြင်ရတဲ့အရွယ်အစားကိုဒီပြီးအကျွယ် size အမှန်တကယ်အရွယ်အစားနဲ့စာဒီ observe size of the object ဆိုတာက image size ကိုပြောတာပဲmicroscope နဲ့ကြည့်လိုက်တယ်မြင်ရတဲ့အရွယ်အစားမြင်ရတဲ့အရွယ်အစားကိုဒီအမှန်တကယ်ရှိရဲ့အရွယ်အစားနဲ့စားလိုက်တာပဲပေါ့နော်အတူကောက်အနေနဲ့တော့ m equal to i by a ဆိုပြီးတော့ဒီလိုမျိုးလေးဖော်ပြလို့ရတယ်ပြီးရင်တော့သူ m ဆိုတာ magnification ကိုပြောတာ i ကတော့ observe image size of the specimen အဲ့ဒါပေတယ်လေးနဲ့တိုင်းလို့ရတယ်ပေါ့နော်ကိုကြည့်ထားတဲ့ဥစ္စာတိုင်းလို့ရတယ် a ကတော့အကျွယ် size ကိုပြောတာကိုလေးလာတဲ့အရာဝတ္ထုရဲ့တကယ်အရွယ်အစားပေါ့နော်ကိုလေးလာမဲ့အရာရဲ့ specimen ရဲ့တကယ်အရွယ်အစားကိုပြောတာပါပြီးရင်နောက်ဒီပုံသင်နည်းကိုကြည့်ခြင်းအပြင် two of these value ဒီ m equal to i by a ဆိုတဲ့ပုံသင်နည်းကိုသုံးပြီးတော့နှစ်ခုသိလို့ရှိရင်နောက်တတိယတစ်ခုကိုလည်းတွက်ထုတ်လို့ရတယ်ပေါ့နော်ဒီပုံသင်နည်းနဲ့သုံးပြီးတော့တွက်ထုတ်တဲ့အပိုင်းကိုလည်းနောက်မှာပုံစံလေးနည်းနည်းလေးတွက်ကြည့်ပါမယ်နော်ပြီးရင်နောက်တစ်ခုကတော့ resolution ကြည်လင်ပြတ်သားမှုအကြောင်းကြည်လင်ပြတ်သားမှု resolution ဆိုတာက ability to distinguish ဆိုတာခွဲခြားနိုင်တဲ့စွမ်းရည်ကိုခေါ်တာ between two objects that are close together နီးနီးကပ်ကပ်ရှိနေတဲ့အရာဝတ္ထုနှစ်ခုကြားမှာခွဲခြားနိုင်တဲ့စွမ်းရည်ကိုခေါ်တာပေါ့ဆိုလိုတာကအရာဝတ္ထုနှစ်ခုကနီးနီးကပ်ကပ်ရှိနေတယ်ပူးနေတယ်လို့မျိုးဖြစ်တာအဲ့တော့ရုပ်တရားကြည့်လိုက်လို့ရှိရင်တစ်ခုတည်းလို့မြင်ရတယ်ဒါပေမဲ့အမှန်တကယ်ကနှစ်ခုရှိတာအဲ့လိုနှစ်ခုရှိတာကိုခွဲခြားနိုင်တဲ့စွမ်းရည်ကို resolution ကြည်လင်ပြတ်သားမှုလို့ခေါ်တာပေါ့နော်အဲ့ဒါ resolution လို့ခေါ်ပါတယ်ပြီးရင် resolution ကြောင့်ပြောမယ်ဆိုရင်ဥပမာအနေနဲ့920ပြီးတော့1080ပြီးတော့ဒါမျိုးလေးတွေ့ဘူးရမယ်ထင်တယ်နော်ရုပ်ရှင်ကြည့်တဲ့အခါမှာလေဒါမှမဟုတ်လေ YouTube မှာလည်းတွေ့ပြီးလိုက်မယ်ဒီက920ပြီးတော့ဒီက1080ပြီးတော့ဆိုတာအဲ့ဒါ resolution ကိုပြောတာပဲp ဆိုတာတော့ pixel ကိုပြောတာပေါ့နော် resolution unit ကို pixel နဲ့လည်းတွက်လို့ရတယ်အဲ့တော့အခုဒီနှစ်ခုရှင်းကြည့်လိုက်လို့ရှိရင်ဘယ်ဟာပိုကြည့်ကောင်းလဲဆိုတော့ဒီက1080 pixel နဲ့ကပို့ပြီးတော့ကြည့်လို့ကောင်းတယ်လေဒါဘာကြောင့်လဲဆိုတော့ resolution ပိုကောင်းလို့အဲ့တော့ resolution ကများလေကောင်းလေပဲပေါ့နော်အဲ့ဒါမျိုးအဲ့ကြောင့်ပုံရိပ်တွေကိုကြည့်တဲ့အခါမှာလေဒီ microscope ကိုသုံးပြီးတော့ဒီရာဝတ္ထုတွေလေ့လာတဲ့အခါမှာပုံရိပ်တွေကြည့်တဲ့အခါမှာလေ resolution အကောင်းဆုံးဖြစ်အောင်လုပ်ဖို့အတွက်ကသူကအရေးကြီးတာပေါ့နော်အဲ့ဒါမျိုးလေးပါအဲ့တော့ if two objects cannot be resolved
တကယ်လို့ဒါအဲ့အရာဝတ္ထုနှစ်ခုကိုကြည်လင်ပြသအောင်မလုပ်နိုင်ရင် they will be seen as a single object အရာဝတ္ထုတစ်ခုတည်းအနေနဲ့မြင်ရလိမ့်မယ်နှစ်ခုရှိရတော့ဟုတ်တယ်ဒါပေမဲ့နှစ်ခုကနီးနီးကက်ကက်လေးရှိနေတာresolution ဆိုတာအဲ့အရာဝတ္ထုနှစ်ခုနီးနီးကက်ကက်ရှိနေတာကိုခွဲခြားနိုင်တဲ့စွမ်းရည်ကိုပြောတာအဲ့တော့တကယ်လို့ဒါကြည်လင်ပြသအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်နှစ်ခုပဲမဲ့သူကတစ်ခုတည်းအနေနဲ့ပဲမြင်ရလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ resolving power show us the smallest detail that a microscope can resolve when imaging an object အဲ့တော့ဒီ resolving power ကြည်လင်ပြသအောင်လုပ်နိုင်တဲ့စွမ်းရည်ဒီ show up ပြနိုင်တယ် smallest detail အသေးဆုံးဖြစ်တဲ့အသေးစိတ်ကလေးအစားပြနိုင်တယ်that the microscope can resolve ဒီ microscope ခုကနေပြီးတော့မှကြည်လင်ပြသအောင်လုပ်နိုင်တဲ့ဒါအသေးဆုံးအသေးစိတ်ကစားမြင်ရတယ်ပေါ့နော်ဘယ်အချိန်မှလဲဆိုတော့ when imaging an object အရာဝတ္ထုတစ်ခုကိုဒီ microscope နဲ့ကြည့်တဲ့အခါမှာဒါသူကအသေးဆုံးအရာလေးအစားသူကမြင်ရအောင်လုပ်ပေးထားနိုင်တာဖြစ်ပါတယ် resolution ကောင်းနေဆိုရင်အဲ့လိုလုပ်ပေးထားနိုင်တယ်ပေါ့နော်အော်နောက်တစ်ခုကဒါ resolution နဲ့ magnification တွေကိုနှိုင်းယှဉ်ပြထားတာ one important fact or difference between magnification and resolution အဲ့တော့ခြေအားနဲ့ကြည်လင်ပြသမှုကြားမှာရှိတဲ့ခြားနားချက်တစ်ခုကတော့မှတ်ထားရမယ်ပေါ့နော် should be noted မှတ်ထားရမယ်အဲ့တော့ an increase in magnification ခြေအားမှာတိုးလာတိုင်း does not only produce a more detailed image ပို့ပြီးတော့မှအသေးစိတ်ကြတဲ့ပုံရိပ်ကိုမထုတ်ပေးနိုင်ဘူးအဲဆိုလိုတာဥမာgroup like ဓာတ်ပုံရိုက်ထားတာဓာတ်ပုံရှိမယ်ဆိုကြပါစို့လေအဲ့ဓာတ်ပုံတို့မှာ group လိုက်ရိုက်ထားလူရောက်က20 30လောက်ရိုက်ထားတယ်အဲ့တော့လူပုံလေးတွေတေးသေးလေးဖြစ်နေတာပါအဲ့တော့ကိုမျက်နှာလေးကိုပဲကြည့်ကျင်နေဆိုရင်ပုံရိပ်ကိုဖျဲပြီးတော့ကြည့်ရမယ်အဲ့လိုဖျဲပြီးကြည့်လိုက်တယ်ဆိုတိုင်းကြည်လင်ပြသလာတာမဟုတ်ဘူးလေဘာဖြစ်မလဲဆိုတော့ it might increase in size အရွယ်စားတော့ကြီးလာနိုင်တယ်ဒါပေမဲ့ but not in detail အသေးစိတ်ကတော့မြင်ရမှာမဟုတ်ဘူးအဲ့တော့အမှန်တကယ်ဘာဖြစ်သွားမလဲဆိုတော့ the image may become blur ဆိုတာဝါးသွားတာပဲပုံရိပ်ကဝါးပဲဝါးမှာပေါ့နော်ချဲလိုက်တာတော့ဟုတ်တယ်ပုံရိပ်ကကြီးတော့ကြီးလာမယ်အရွယ်စားတော့ကြီးလာမယ်အသေးစိတ်လည်းမြင်ရမှာမဟုတ်ဘူးပုံရိပ်ကဝါးပဲဝါးသွားမယ်ကိုယ့်ပုံကိုဝါးပြီးတော့ပဲမြင်ရမယ်ပေါ့နော်ဒါပေမဲ့ battery resolution ကြည်လင်ပြသမှုအားကောင်းမယ်ဆိုရင်တော့ the greater the resolution ကောင်းလေ the greater the detail အသေးစိတ်ကိုပို့ပြီးတော့မှမြင်ရလေပဲပေါ့လေနော်ဒါကြောင့်မလို့နှစ်ခုလုံးကတော့အရေးကြီးတာဟုတ်တယ်နှစ်ခုလုံးကမတူဘူးပေါ့နော် magnification တိုးတိုင်း resolution တိုးမှာတော့မဟုတ်ဘူး resolution ကောင်းမှာပဲအသေးစိတ်ကိုကောင်းမြင်ရနိုင်တာပေါ့နော်အဲ့ဒါလေးရှိပါတယ်ပြီးရင်တော့အခုဒီအောက်က link ထဲမှာ resolution နဲ့ magnification ရဲ့အကြောင်းဗီဒီယိုလေးလည်းကြည့်လို့ရပါတယ်နော်သူတို့နှစ်ခုနှိုင်းယှဉ်ပေးထားတဲ့ဟာလေးကြည့်လို့ရတယ်ကဒါဆိုရင်တော့သူနဲ့ပတ်သက်တဲ့ပုစာလေးနည်းနည်းလေးတွက်ကြည့်ပါမယ်ဒါ unit ပြောင်းလဲဖို့အတွက်ပေါ့နော်ဒီ unit ပြောင်းတာက physics မှာတော့ဒီပြီးသားပါပဲဒီမှာဆိုရင်မီတာကနေမီလီမီတာပြောင်းမယ်မီလီမီတာကနေမိုက်ခရိုမီတာကနေနာနိုမီတာကနေဘီကိုမီတာပြောင်းမယ်အဲ့လိုပြောင်းတဲ့အခါမှာတဖြည်းဖြည်းနည်းသွားတာပေါ့အဲ့လိုနည်းသွားတယ်ဆိုလို့ရှိရင်တော့သူက1000နဲ့မြောက်လိုက်ရတယ်ပြီးရင်နောက်ဒီမှာဆိုရင်ပီကိုကနေနာနိုပြောင်းတာနာနိုကနေမိုက်ခရိုကနေမီလီကနေမီတာဒါပြောင်းနေဆိုရင်တော့1000နဲ့စားရမယ်အဲ့ဒါလေးမှတ်ထားပါတော့เนาะအဲ့တော့ example အနေနဲ့ဒီက2350နာနိုမီတာကိုပြောင်းမယ်ဆိုရင်မိုက်ခရိုအနေနဲ့ပြောင်းမယ်ဆိုရင်သူကနာနိုကနေမိုက်ခရိုနဲ့ပြောင်းမှာအဲ့တော့ဒီအောက်ကသွားမှာဆိုတော့1000နဲ့စားလိုက်ပေါ့เนาะပြီးရင်နောက်ဒီမှာရှိရဲ့ဒီလောက်မိုက်ခရိုမီတာကိုမီလီမီတာပြောင်းမယ်ဆိုရင်လည်း1000နဲ့စားလိုက်ပေါ့ဒါမျိုးလေးလုပ်လို့ရပါတယ်အဲ့တော့ဒီအကြောင်းလေးတော့မှတ်ထားရမှာပေါ့လေနော်ကဲတော့ပြီးရင်နောက်တစ်ခုက magnification တွက်ထုတ်တဲ့အခါမှာဒါအရှိမှလဲသူ့ရဲ့ label တွေမှာလဲတည်ပြီးသားပဲပေါ့နော်ဒါကတော့ eyepiece lens ကိုပြထားတာဒါကတော့ objective lens ကိုသူကပြထားတာ lens ကသူနှစ်ခုပါမယ်ပေါ့လေ objective lens မှာအခုဒီမှာပြထားတဲ့အတိုင်းဒါသူက10တို့40တို့ပြီးနောက်သူတတ်မှတ်ထားတဲ့ဥစ္စာဒါမျိုးကြီးလဲသူကရှိသေးတာပေါ့နော်အဲ့လိုချဲ့လို့ရတယ်အဲ့တော့ဒီ microscope မှာဆိုရင်သူက10စ eyepiece lens 10စချိန်ပေးနိုင်တယ် objective lens က10စချိန်ပေးနိုင်တာကိုအစ40ချိန်ပေးနိုင်တာကိုသူနှစ်ခုရှိတယ်ပေါ့နော်အဲ့တော့power နဲ့ total magnification ကိုရှာမယ်ဆိုရင်သူကဒီ objective lens က power နေတာဆိုရင်10ကိုသုံးရမှာ10စကိုသုံးရမယ်ပြီး eyepiece lens ကတော့သူက power နေတာပဲဖြစ်များတာပဲဖြစ်ဖြစ်သူက10စပဲချိန်မှာပဲ10စအဲ့နှစ်ခုကိုမျှလိုက်လို့ရှိရင်အစ100ချိန်မယ်အဲ့ဒါကြောင့်မလို့ပုံမှန်ကြည့်တဲ့ဒီကိုကြည့်ရဲ့ specimen ထက်ကိုမြင်ရတဲ့ specimen ဒီအစ100ပိုများနေတာပေါ့နော်ဒီနှစ်ခုကိုမျှလိုက်တာ eyepiece lens မှာရှိရဲ့ magnification ရဲ့ပြီးရင် objective lens မှာရှိရဲ့ magnification ရဲ့နှစ်ခုကိုမျှလိုက်ရင်ရပါတယ်
အဲ့လိုနဲ့တွက်ထုတ်တာဒါဒီ total magnification တွက်ထုတ်တာပေါ့နော်နောက် high power နဲ့ total magnification တွက်ရှင်နေဆိုရင်တော့သူ့မှာရှိတာဒီ10ပြီးရင်နောက်က high power ဆိုရင်တော့40ပေါ့လေ eyepiece lens မှာ30ရှိတာ objective lens မှာ40ရှိတာမြောက်လိုက်တော့400အစ400အဲ့တော့ဒီ high power နဲ့ကြည့်မယ်ဆိုရင်တော့ပုံရိပ်ကမူလအရွယ်စား real life မှာရှိတဲ့အရွယ်စားထက်အစ400ပိုကြီးနေမှာပေါ့လေအဲ့ဒါလေးမြင်ရပါမယ်ကဲဒါဆိုရင်အဲ့ဒါလေးတစ်ချက်တွက်ကြည့်မယ်ပေါ့နော်ကျောင်းသားတယောက်ကသူက combine microscope ကိုသုံးတယ်သူ့ရဲ့ eyepiece lens ကတော့15အစရှိတာပြီးရင်နောက်သူ့ရဲ့ objective lens ကတော့အစ40ရှိတယ်ပေါ့နော်ဒါဆိုရင် total magnification ရှာပါလို့သူပြောထားတယ်ဆိုတော့ total magnification ရှာခြင်းနဲ့ဆိုရင်အဲ့တော့ eyepiece lens မှာရှိတဲ့ magnification နဲ့ objective lens မှာရှိတဲ့ magnification နဲ့မြှောက်လိုက်ရင်ရတာပေါ့နော် eyepiece lens မှာတော့15စရှိတာပြီးရင် objective lens မှာတော့အစ40ရှိတာအဲ့တော့15လေးလီ60အဲ့တော့600ပေါ့နော်အစ600ချိန်ကြည့်လို့ရပါတယ်ဒါလေးပဲပေါ့နော်လွယ်လွယ်လေးပါပဲနောက်တစ်ခုကကျောင်းသားတယောက်က designing microscope ကိုသုံးတယ် eyepiece lens ရဲ့ကတော့5စရှိတာပြီးရင် zoom lens zoom lens ဆိုတာ objective lens ကိုပြောတာပဲobjective lens မှာသူ့ရဲ့ magnification ကခြားနာတယ်ပေါ့နော်တစ်စကနေ4စအထိသူချဲ့ကြည့်လို့ရတယ်အဲ့တော့ကျောင်းသားက zoom lens ကို3စချဲ့ကြည့်ရဆိုရင်သူ့ရဲ့ total magnification ဘယ်လောက်ဖြစ်လာမလဲလို့မေးထားတယ်အဲ့တော့ total magnification ရှာမယ်ရှာမယ်ဆိုရင် eyepiece lens မှာရှိတဲ့ magnification က5စာပြီးရင် zoom lens တနည်းအားဖြင့် objective lens မှာရှိတဲ့ magnification က3စာအဲ့တော့မြှောက်လိုက်တော့15စာပေါ့နော်15စာနဲ့ချိန်ကြည့်လို့ရပါမယ်အဲ့တော့ဒါလေးပါပဲ total magnification ရှာတာဒီ eyepiece lens ရဲ့ magnification နဲ့ objective lens ရဲ့ magnification မြှောက်ရင်ရတာပါနောက်တစ်ခုကတော့ biologist တယောက်ကဒါဗတီးယာကချာဆိုဗတီးယာမွေးမြူတာကိုသူကလေ့လာနေပေါ့နော် light microscope အောက်မှာလေ့လာတယ်ပြီးရင် microscope မှာ eyepiece lens အစ20ရှိတယ်ပြီးရင် objective lens ကတော့အစ100ရှိတယ်ပေါ့ဒါဆိုရင် total magnification ရှာပါဆိုတဲ့အတွက် total magnification ရှာမယ်ရှာမယ်ဆိုရင် eyepiece lens အစ20ရှိတယ် objective lens ကအစ100ဒါဆိုရင်မြှောက်လိုက်တော့2000ပေါ့နော်အစ2000ချိန်ကြည့်လို့ရတာပဲဖြစ်ပါတယ်ကဲနောက်တစ်ပုတ်မှာလူရဲ့သပင်ကဒါ25 micrometer ရှိတယ်သူ့ကို observe at 400 x400 အဲ့တော့ဆိုတာအစ400ချိန်ကြည့်လို့ရတယ်လို့သူပြောထားတာအဲ့တော့အခုဒီမှာပြထားတဲ့လူရဲ့သပင်ကဒီလောက်ရှိတယ်ဆိုတာဒီဒါအကျွယ်ဆိုင်အမှန်တကယ်ရှိရဲ့အရွယ်စားကိုပြထားတာ400အစ400မှာချိန်ကြည့်ရဆိုတာတော့ magnification ကိုပေးထားတာပေါ့နော်ပြီးရင်ရှာခိုင်းတာ size of image in micrometer ပုံရိပ်ရဲ့အရွယ်စားကို micrometer နဲ့တွက်ခိုင်းတယ်နောက်တစ်ခုကတော့ millimeter နဲ့တွက်ခိုင်းတယ်ပုံရိပ်ရဲ့အရွယ်စားဆိုတာဒီ image size i ကိုရှာခိုင်းတာပေါ့နော်အဲ့တော့ဒါဆိုရင် a တန်မိုးက25 micrometer ရှိတယ်ပြီးရင် m တန်မိုးဒီအစ400ပေါ့နော်ပြီးတော့i တန်မိုးရှာရမယ်ပေါ့လေပုံသင်နည်းရှိတာဒီ m equal to i by a ဆိုတဲ့ပုံသင်နည်းရှိတယ်ဒီကနေရှာလိုက်ရတယ်ပေါ့နော် i ကိုလိုချင်နေဆိုတဲ့အတွက် magnification နဲ့အကျွယ် size နဲ့မြှောက်လိုက်ဒါဆိုရင် magnification ကအစ400ပြီးရင်အကျွယ် size က25 micrometer မြှောက်လိုက်တော့25လေးလီ100ပြီးရင်နောက်3ညနှလုံးဒါသူ့ရဲ့သူ့ရဲ့ဥစ္စာရပြီပေါ့နော်ဒီလောက် micrometer သူကရှိတာပေါ့ပြီးရင်ဒါကတော့ image size ကိုဒါနံပါတ် A မှာ image size ကို micrometer နဲ့တွက်လိုက်တာ millimeter နဲ့ဒီမှာထပ်တွက်ခိုင်းတယ်အဲ့တော့ micro ကနေ milli ပြောင်းကျင်နေဆိုရင်1000နဲ့စားလိုက်ရတာပေါ့နော်အခုဒီမှာရှိရဲ့1000ကိုsorry ဒီက1000 micrometer ကိုသူက1000နဲ့စားလိုက်တဲ့အခါမှာဘာရမလဲဆိုတော့ millimeter နဲ့ရပါမယ်အဲ့တော့ဒါဆိုရင်3ညကြည့်မယ်အဲ့တော့10 millimeter ပေါ့နော်ပု္ပ္ပစာကတော့ဒါလေးပါပဲအရှိရဟာ m equal to i by a ဆိုတဲ့ပုံသင်လေးကိုသုံးပြီးတော့တွက်တာပဲဖြစ်ပါတယ်နောက်တစ်ခုမှာ bacteria cell ကိုဆွဲတဲ့အခါမှာသူက1000 mm ရှိတယ်တဲ့ပြီးအဲ့ဒါဘယ်ပေါ်မှာကြည့်ပြီးဆွဲထားလဲဆိုတော့ UV view at a magnification of 500s အဲ့တော့အစ900ချိန်ပြီးတော့ကြည့်ထားတဲ့အခါမှာမြင်ရတဲ့ပုံကိုသူဆွဲထားတာပေါ့အဲ့တော့ဆွဲထားတာဆိုတဲ့အတွက်အမှန်တကယ်ပေါ်တဲ့ပုံရိပ်မဟုတ်ဘူးအကျွယ် size မဟုတ်ဘူး image ရဲ့ size ဒါကြောင့်မလို့ item မို့ပေးထားတာ magnification ကတော့900ပေးထားတယ်size of bacteria in millimeter အဲ့တော့ bacteria ရဲ့အရွယ် size ရှာပါဆိုတဲ့အတွက်အကျွယ် size ရှာရမယ် millimeter နဲ့ရော micrometer နဲ့ကိုရှာရမယ်ပေါ့နော်ဒါဆိုရင် item မိုးက1000 mm ပြီး magnification က900
actual site ကိုလိုချင်တာအဲ့တော့ဒါဆိုရင်ပုံနေနီး m equal to I by a နဲ့တွက်မယ်actual site လိုချင်တာဆိုတော့ IOD magnification m နဲ့စာအဲ့တော့ I တန်မိုးက1000ပြီးရင် magnification က900အဲ့တော့ actual site ဆိုရင်တော့2ပေါ့နော်2 mm ရှိတယ်ပြီးရင်သူကမီလီမီတာကိုမိုက်ခရိုမီတာနဲ့ပြောင်းခိုင်းတယ်ဒါကနံပါတ် A ရပဲနံပါတ် B ကမိုက်ခရိုမီတာနဲ့ပြောင်းကျင်တယ်ဆိုတော့မီလီယိုမိုက်ခရိုပြောင်းရင်မီလီကနေမိုက်ခရိုက1000နဲ့မျှပါမှာပေါ့နော်အဲ့တော့2 into 1000ဆိုတော့2000မိုက်ခရိုမီတာရပါမယ်ဒါလေးပဲပေါ့နော်ပုံစံကတော့ကဲတော့ပြီးရင်နောက်တစ်ခုကမိုက်တိုကိုနရီးယားက organ နဲ့သူကအင်္ဂါနုတ်တွေပဲပေါ့နော်ဆဲထဲမှာရှိတဲ့အင်္ဂါနုတ်တွေအဲ့ဒါတွေကဒါသူကအရန်သေးတယ်ပေါ့နိ light micro သုံးပြီးကြည့်ရတယ်ပေါ့လေအရန်သေးတဲ့အတွက်ပြီးရင်အောက်ကဆွဲထားတဲ့ပုံလေးရှိတယ်အဲ့ပုံလေးကမိုက်တိုကိုနရီယိုလေးကိုသူပြထားတာချဲ့ထားတဲ့ပုံလေးပြထားတာပေါ့နော်16 mm ရှိပါတယ်တဲ့ပြီး actual length of this mitochondria တကယ် actual length ဆိုတော့အမှန်တကယ်အရွယ်အစားက6 micrometer ပဲရှိတာအမှန်တကယ်အရွယ်အစားဆိုတဲ့အတွက် actual size ပေါ့ဒီမှာပေးထားတဲ့16 mm ကတော့ image size ပေါ့လေပြီးရင်ရှာခိုင်းတာ magnification ရှာခိုင်းပါတယ်။ဒါဆိုရင်ဒီဟာလေးတွက်ရအောင်။အခုဒီမှာသူပေးထားတာကဘာလို့ခိုင်းလဲဆိုတော့60image size က60 mm ရှိတာactual size က6 micrometer ရှိတာအဲ့တော့ဒီမှာဆိုရင်တွက်ရလွယ်အောင်ဒီ micro milli အနေနဲ့ပြောင်းလိုက်မယ်ပေါ့နော်အဲ့တော့ micro ဆိုရင် micro ကနေ milli ပြောင်းမယ်ဆိုလို့ရှိရင်သူကsorry micro ကနေ milli ပြောင်းမယ်ဆိုတော့1000နဲ့စားလိုက်တော့ 1.001 mm ရမှာပေါ့လေနော်အဲ့တော့6 into ဒါ 1.001 mm ဒါမှမဟုတ်လဲ1000နဲ့ဒီမှာတခါလေးစားလိုက်လေရတယ်ဒီစားထားတဲ့ပုံစံလေးနဲ့ရေးလိုက်ပေါ့နော်mmပြီးရင်နောက်ရှာခိုင်းတာကတော့ magnification m တန်မိုးရှာရမှာပုံသင်နည်းရှိတာက m equal to I by a တွက်လိုက်တော့image size က60 mm ရှိတယ် actual size က6 by 1000ရှိတယ်အဲ့တော့ဒါဆိုရင်အခုဒီမှာပြောင်းပြန်လှန်လိုက်မယ်ပေါ့နော်60 into 1000 by 6ဒါဆိုရင်6 delete 6 60 delete 60အဲ့တော့ magnification ဘယ်လောက်ရမလဲဆိုတော့1000ပေါ့လေ1000x ရပါမယ်ဒါလေးကတော့သူ့ရဲ့ပုံစံလေးပုံလေးနဲ့ပြထားရင်လည်းဒါလေးတွက်တတ်ရမယ်ပေါ့နော်ဒါလည်းအဲ့လိုပါပဲဒီပု္ပ္ပစာလေးတွေတော့ကိုယ့်အကိုတွက်ကြည့်လိုက်ပေါ့နော်ကိုယ့်ကိုစူးစမ်းပြီးတွက်ကြည့်လိုက်ပါဒီပိုင်းလေးတွေလည်းရမယ်ထင်ပါတယ်နော်စင်တူလေးပါပဲခုနကတွက်တဲ့ပု္ပ္ပစာလေးနဲ့စင်တူပဲအဓိကကတော့ magnification ရှာရမယ်ပု္ပ္ပစာလေး magnification ပုံသင်နည်းသုံးပြီးတော့မှရှာရမယ်တွက်ရမယ်ပု္ပ္ပစာလေးတွေပဲပေါ့နော်အဲ့မှာအရေးကြီးတာ actual size ကဘာလဲimage size ကဘာလဲအဲ့ဒါလေးသိချာစဉ်းစားဖို့ပဲလိုအပ်တာပါဒါလေးလည်းတွက်ကြည့်လိုက်ပေါ့နော်အခု slide လေးလည်းပို့ပေးထားမှာဆိုတော့ဒီဟာလေးတွက်ကြည့်လို့ရပါတယ်ကဲဟုတ်ပြီအဲ့တော့ဒါဆိုရင်တော့ဒီမှာနောက်ထပ်ပု္ပ္ပစာခုနှစ်ကနေ10အထိဆက်တွက်လိုက်ပေါ့နော်၄ပု္ပ္ပရှိတယ်အဲ့၄ပု္ပ္ပလေးဆက်တွက်လိုက်ရင်ရပါတယ်အဲ့တော့ဒါဆိုရင်အခုပြောသွားတဲ့ microscopy အကြောင်းကတော့ဒီလောက်ပါပဲဒီထဲမှာ microscope အကြောင်းရှင်းပြသွားတယ် light microscope electron microscope တွေအကြောင်းရှင်းပြတယ်သူတို့နှစ်ခုနှိုင်းယှဉ်ထားတဲ့အကြောင်းပြီးရင်နောက် microscope မှာအကြောင်းလေ့လာတဲ့အခါမှာအရေးကြီးရဲ့ magnification နဲ့ resolution ဆိုတဲ့အကြောင်းရှင်းပြသွားတယ်ပြီးရင်နောက် magnification နဲ့ပတ်သက်တဲ့ပု္ပ္ပစာလေးတွေတွက်ပြသွားတယ်ပေါ့နော်ဒါဆိုရင်အခုလက်ချာမှာအားလုံးနားလည်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နော်တတာ